မင်္ဂလာပါ Grade 9ကမ္ဘာသမိုင်းပထမဆုံးအခန်းဖြစ်တဲ့အခန်း၄ဒုတိယကမ္ဘာစစ်ပြီးခေတ်လွတ်လပ်ရေးလှုပ်ရှားမှုများဒီအခန်းမှာတော့အပိုင်းတွေအများကြီးရှိပါတယ်အဲ့ဒီထဲမှာပထမဆုံးအပိုင်းဖြစ်တဲ့ရှေ့တောင်အာရှထဲမှာအပိုင်းလေးတွေထပ်ပိုင်းလာတာရှိပါသေးတယ်ပထဝီဝင်အနေထားနဲ့သမိုင်းနောက်ခံအင်ဒိုချိုင်းနာဒေသတခြားသောနိုင်ငံတွေအကြောင်းလည်းလေ့လာသွားမှာဖြစ်ပါတယ်ယခုဗီဒီယိုအပိုင်းလေးမှာတော့အစိတ်အပိုင်း2မျိုးကိုပဲအဓိကထားလေ့လာသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့ပထဝီဝင်အနေထားနဲ့သမိုင်းနောက်ခံအင်ဒိုချိုင်းနာဒေသထဲမှာဗီယက်နမ်နိုင်ငံကိုသာလေ့လာသွားမှာဖြစ်ပါတယ်ကျန်သောနိုင်ငံတွေကျန်သောအစိတ်ပိုင်းတွေကိုတော့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာဆက်ပြီးတော့လေ့လာသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ပထမဆုံးလေ့လာမှာတော့ပထဝီဝင်အနေထားနဲ့သမိုင်းနောက်ခံကိုအရင်ဆုံးသိတာဖို့လိုပါတယ်နိုင်ငံချင်းစီရဲ့ပထဝီဝင်အနေထားတွေသူတို့ရဲ့သမိုင်းနောက်ခံလေးတွေကိုအကျဉ်းချုပ်တွေလေ့လာကြည့်အောင်ပါထို့သို့လေ့လာရမယ်ဆိုလို့ရှိရင်တော့တစ်ပုဒ်ချင်းစီကိုပြန်ပြီးတော့အကျယ်ဖြန့်လေ့လာတဲ့အခါမှာနားလည်လွယ်ကူတာကိုတွေ့ရပါလိမ့်မယ်ရှေ့တောင်အာရှလို့ခေါ်လိုက်တော့မယ်ဆိုလို့ရှိရင်တော့ဒီရှေ့တောင်အာရှဆိုတဲ့စကားလုံးဒီဝဟာရတိပေါ့ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်းမှာပိုပြီးတော့ထင်ရှားလာတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်ရှေ့တောင်အာရှကိုနှစ်ပိုင်းခွဲလို့ရတယ်ကုန်းတွင်းပိုင်းရှေ့တောင်အာရှနဲ့ကျွန်းစုပိုင်းရှေ့တောင်အာရှဆိုပြီးတော့ကုန်းတွင်းပိုင်းရှေ့တောင်အာရှဘက်မှာဆိုရင်တော့မြန်မာထိုင်းလာအိုကမ္ဘောဒီးယားဗီယက်နမ်နိုင်ငံတွေပါဝင်တယ်ဟုတ်ပြီကျွန်းစုပိုင်းမှာဆိုရင်တော့အင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်စင်ကာပူဘရူနိုင်းဒါရူဆလမ်တီမောလက်စတေနိုင်ငံတွေပါဝင်တယ်အရှေ့တောင်အာရှကျွန်းစုတွေခဏတော့ပြောတယ်ရှေ့တောင်အာရှကျွန်းစုပိုင်းဒေသတွေဖြစ်တဲ့အင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်ဘရူနိုင်းဒါရူဆလမ်စင်ကာပူတီမောလက်စတေတွေဒီဒါကျွန်းစုပိုင်းဒေသတွေဒါကြောင့်မို့ရှေ့တောင်အာရှမှာကျွန်းစုတွေလည်းရှိကြတယ်လို့တိတိကျကျပြောနိုင်တာပေါ့ဒီအရှေ့တောင်အာရှမှာရှိတဲ့ကျွန်းစုတွေဒီအိန္ဒိယသမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာဝင်ထွက်ရာရေလမ်းကြောင်းတွေဟာတည်ရှိနေတယ်အဲ့ဒါကိုပုံလေးနဲ့ကြည့်အောင်ပါခဏတော့ပြောသွားတဲ့ကြားတွေကိုနောက်ခေါက်ပြန်ပြီးတော့ပုံကြည့်ပြီးပြန်လေ့လာမယ်ဆိုလို့ရှိရင်ဒီအရှေ့တောင်အာရှလို့ခေါ်တဲ့အရှေ့တောင်အာရှဆိုတဲ့အခေါ်အဝေါ်ဒီဘယ်တော့ကစပြီးတော့ဖြစ်လာလဲဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်ပြီးရဲ့အခါမှာပို့ပြီးတော့ထင်ရှားလာခဲ့တယ်ရှေ့တောင်အာရှကိုနှစ်ပိုင်းပိုင်းလို့ရတယ်ကုန်းတွင်းပိုင်းနဲ့ကျွန်းစုပိုင်းဆိုပြီးတော့ကုန်းတွင်းပိုင်းမှာဆိုလို့ရှိရင်တော့မြန်မာပါတယ်ထိုင်းဗီယက်နမ်လာအိုကမ္ဘောဒီးယားကျွန်းစုပိုင်းမှာဆိုရင်တော့မလေးရှားစင်ကာပူအင်ဒိုနီးရှားဘရူနိုင်းဒါရူဆလမ်တီမောလက်စတေဖိလစ်ပိုင်နိုင်ငံတွေပါဝင်တယ်ဟုတ်ပြီဒီကျွန်းစုတွေတည်ရှိနေတဲ့နေရာဒီအိန္ဒိယသမုဒ္ဒရာနဲ့ပစိဖိတ်သမုဒ္ဒရာကြားမှာတနည်းအားဖြင့်ဝင်ရာထွက်ရာလမ်းကြောင်းကြားမှာတည်ရှိနေတယ်ဆိုတော့ပုံကြည့်ခြင်းအဖြစ်လည်းသိနိုင်ပါမယ်ထိုင်းနိုင်ငံမှာထိုင်းနိုင်ငံလွဲပြီးတော့ဒါကသိကြပါတယ်ထိုင်းနိုင်ငံလွဲပြီးတော့ရှေ့တောင်အာရှနိုင်ငံတွေဒီကိုလိုနီလက်အောက်ခံနိုင်ငံဘဝကိုကြာရောက်ခဲ့ရတယ်ဆိုတာမြန်မာမလေးရှားစင်ကာပူဘရူနိုင်းတို့ကတော့အင်္ဂလိပ်လက်အောက်ဗြိတိရှလက်အောက်ကိုကြာရောက်တာပေါ့အင်ဒိုချိုင်းနာဒေသဖြစ်တဲ့အင်ဒိုချိုင်းနာလို့ပြောလို့ရှိရင်တော့လာအိုကမ္ဘောဒီးယားဗီယက်နမ်၃ခုလုံးပါတယ်အင်ဒိုချိုင်းနာဒေသတွေကတော့ပြင်သစ်လက်အောက်ကိုကြာရောက်တယ်အင်ဒိုနီးရှားကတော့ဒတ်ရှ်နယ်သာလန်လက်အောက်ကိုကြာရောက်တယ်ဖိလစ်ပိုင်ကတော့စပိန်နဲ့အမေရိကန်လက်အောက်ကိုကြာရောက်ခဲ့တယ်ပြန်ပြောပါမယ်ထိုင်းနိုင်ငံကတော့ကိုလိုနီလက်အောက်ခံနိုင်ငံမဟုတ်ခဲ့ဘူးစင်ကာပူမြန်မာရဲ့မလေးရှားရဲ့စင်ကာပူရဲ့ကတော့ဒါဗြိတိရှလက်အောက်ကိုကြာရောက်ခဲ့ကြတာပေါ့
ဟုတ်ပြီနော်တခြားတော့ပြင်သစ်စပိန်နော်Dutch နိုင်ငံတွေကိုကြတော့တခြားသောနိုင်ငံတွေကအတီးတီးကြာရောက်ခဲ့ရတယ်ဆိုတော့လည်းရှင်းမှာပြောခဲ့ပြီးဒီပုံငယ်အနေနဲ့ကြည့်နိုင်ပါတယ်အနောက်နိုင်ငံဒီလိုကိုလိုနီလက်အောက်ခံနိုင်ငံတွေဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်အနောက်နိုင်ငံတွေကနေပြီးတော့နိုင်ငံရေးအယူအဆတွေဥချုပ်ရေးပုံစံတွေကုန်သွယ်စီးပွားရေးစနစ်တွေခရီးယန်ဘာသာပြန့်ပွားလာတာတွေနိုင်ငံသားတွေအများကြီးဝင်ရောက်ခြေချနေထိုင်လာတာတွေအနောက်တိုင်းပညာရေးစနစ်ရောက်ရှိလာတာတွေအရှေ့တောင်အာရှရဲ့အခြေအနေအရေးရက်ကိုပြောင်းလဲသွားစေခဲ့ပါတယ်အနောက်တိုင်းပညာရေးစနစ်သည်အရှေ့တောင်အာရှဒေသတွင်နိုင်ငံတွေရဲ့အမျိုးသားရေးဝါဒကိုနှိုးကြတက်ကြွလာစေတယ်ဆိုတာကိုလည်းသိချာပေါက်ကိုပြောနိုင်ပါတယ်ဒါဒီလည်းမြန်မာသမိုင်းမှာတွေ့ရပါလိမ့်မယ်ပထမချောင်းသားသပိတ်ဒုတိယချောင်းသားသပိတ်စသည်ဖြင့်ဒါဒီဘာကြောင့်လဲဆိုရင်ပညာရေးစနစ်ကြောင့်ဆိုရမှာပါဘုပညာရေးစနစ်လည်းဆိုရင်အနောက်တိုင်းပညာရေးစနစ်ဒီအရှိတောင်အာရှကိုလွှမ်းမိုးလာခဲ့လို့ပါပဲဟုတ်ပြီအဲ့လိုနဲ့အတီးတီးနိုင်ငံအတီးတီးကိုကိုလိုနီနိုင်ငံတွေကအတီးတီးအုပ်ချုပ်ခဲ့ကြတယ်ပေါ့မြန်မာဆိုရင် British ထိုင်းကတော့ကိုလိုနီလက်အောက်ကိုမကြာရောက်ခဲ့ဘူးစသဖြင့်အတီးတီးအုပ်ချုပ်နေရနေပြီးတော့ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာဆိုရင်တော့ဒါအားလုံးသိကြတဲ့အတိုင်းဂျပန်တပ်တွေဂျပန်တွေတိုက်ခိုက်မှုကြောင့်ပြင်သစ်ကိုလိုနီတွေဖြစ်ခဲ့တဲ့ခဏတော့အင်ဒိုချိုင်းနာဒေသကိုပြင်သစ်တို့ကလက်လွှတ်ရတယ်အဲ့လိုပဲအင်္ဂလိပ်ကိုလိုနီဖြစ်တဲ့မြန်မာမလေးရှားဟုတ်နော်အခု Dutch ကိုလိုနီဖြစ်တဲ့အင်ဒိုနီးရှားအမေရိကန်ကိုလိုနီဖြစ်နေတဲ့ဖိလစ်ပိုင်တို့ကိုအားလုံးကိုလက်လွှတ်ပြီးတော့ဂျပန်တွေကသိမ်းယူခဲ့ကြတယ်ဒါတော့ဂျပန်ရဲ့ empire ပေါ့အဲ့လိုနဲ့1943ခုနှစ်ရောက်တဲ့အခါမှာဂျပန်တို့ကနေပြီးတော့ဒါဖိလစ်ပိုင်နဲ့မြန်မာနိုင်ငံကိုလွတ်လပ်တဲ့နိုင်ငံတွေဖြစ်နေကြီးညာပေးခဲ့တယ်ဒါပေမဲ့လည်းလုံးဝလွတ်လပ်တဲ့နိုင်ငံမဟုတ်ဘဲနဲ့ဂျပန်ဩဇာခံအစိုးရအဆင့်လောက်သာရှိခဲ့တယ်ဒါကြောင့်မို့ဒုတိယကမ္ဘာစစ်ပြီးကာလကိုလိုနီလက်အောက်ခံနိုင်ငံများတွင်လုံးဝလွတ်လပ်ရရှိရန်အမျိုးသားရေးလှုပ်ရှားမှုတွေပုံမူပြင်းထန်လာခဲ့ပါတယ်ဒီပုံကတော့ဒါဂျပန်ဒုတိယကမ္ဘာစစ်မှာစစ်ပွဲတွေကိုဖန်တီးခဲ့တဲ့ဂျပန်စစ်ဘီရင်လို့ခေါ်မှာပေါ့နော်ဟုတ်ပါပြီနောက်ထပ်ဒုတိယတစ်ပိုင်းဖြစ်တဲ့အင်ဒိုချိုင်းနာဒေသရဲ့ဘီယန်နံအကြောင်းကိုကြည့်အောင်ပါအင်ဒိုချိုင်းနာဒေသကဒုတိယကမ္ဘာစစ်မတိုင်မီကပြင်သစ်ကိုလိုနီဖြစ်ခဲ့တယ်လို့ရှင်းမှာပြောခဲ့ပြီးအဲ့ဒါပြီးတော့ဒုတိယကမ္ဘာစစ်အတွင်းမှာကျတော့ဂျပန်တွေကသိမ်းပိုက်တယ်ဂျပန်တွေသိမ်းပိုက်လာတာဖြစ်တဲ့အတွက်ကြောင့်ဂျပန်အုပ်ချုပ်မှုအောက်ကိုရောက်သွားခဲ့တယ်ဒါပေမဲ့လည်းဒုတိယကမ္ဘာစစ်ပြီးတော့ဂျပန်တွေစစ်ရှုံးတာဖြစ်တဲ့အတွက်ကြောင့်ပြင်သစ်တို့ကအင်ဒိုချိုင်းနာကိုကိုလိုနီပြုဖို့အတွက်ပြန်လည်ဝင်ရောက်လာခဲ့တယ်ဒါကြောင့်မို့အင်ဒိုချိုင်းနာမှာလွတ်လပ်ရေးကြိုးပမ်းမှုတွေရှိလာခဲ့တယ်ထပ်ပြီးတော့ကိုလိုနီအပြုမခံနိုင်တော့ဘူးဆိုတဲ့သဘောပါလူတွေဖြစ်လာလဲဆိုတာကြည့်မယ်ဆိုရင်ဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်မှာဂျပန်တွေဆုတ်သွားပြီးတော့ပြင်သစ်တွေဝင်လာတယ်လို့ပြောပါတယ်အဲ့လိုပြင်သစ်တွေဝင်လာတာဖြစ်တဲ့အတွက်ကြောင့်ကိုလိုနီပြုတာမခံနိုင်တော့တဲ့ဗီယက်နမ်တွေကစပြီးတော့တော်လှန်ပါတော့မယ်အဲ့ဒါကြောင့်မို့ဒုတိယကမ္ဘာစစ်အတွင်းမှာဗီယက်မင်းခေါ်ဗီယက်နမ်လွတ်လပ်ရေးအဖွဲ့ချုပ်အင်အားစုဗီယက်မင်းလို့ခေါ်တဲ့ဗီယက်နမ်လွတ်လပ်ရေးအဖွဲ့ချုပ်အင်အားစုကဗီယက်နမ်ရဲ့မြောက်ပိုင်းနဲ့အလယ်ပိုင်းဒေသတွေကိုထိန်းချုပ်ထားနိုင်ခဲ့တော့လေဗီယက်နမ်တောင်ပိုင်းဒေသကိုမြောက်ပိုင်းကိုထိန်းချုပ်တယ်ဒါပေမဲ့တောင်ပိုင်းကိုတော့မထိန်းချုပ်ထားနိုင်ခဲ့ပါဘူးထိန်းချုပ်မှုအားနည်းခဲ့တယ်အဲ့ဒီဗီယက်မင်းမြောက်ပိုင်းကိုထိန်းချုပ်ထားတဲ့ဗီယက်မင်းလို့ခေါ်တဲ့ဗီယက်နမ်လွတ်လပ်ရေးအဖွဲ့ချုပ်အင်အားစုရဲ့ခေါင်းဆောင်ကတော့အားလုံးသိကြတဲ့ဟိုချီမင်းဖြစ်ပါတယ်ဗီယက်နမ်လွတ်လပ်ရေးကိုကြေညာလိုက်တယ်ဒီချိန်မှာပဲဗီယက်နမ်လွတ်လပ်ရေးရသွားပြီဆိုပြီးကြေညာပြီးတော့သူကိုယ်တိုင်သမ္မတအဖြစ်ဦးဆောင်ပြီးတော့ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံကိုတည်ထောင်ခဲ့ပါတယ်အဲ့လိုနဲ့ဗီယက်မင်းတို့ကပထမအကြိမ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို1946ခုနှစ်မှာကျင်းပပြီးတော့အခြေခံဥပဒေမူကြမ်းကိုရေးဆွဲခဲ့တယ်ဒါပေမဲ့လည်းပြင်သစ်တို့က
လူချင်းတာဖြစ်တဲ့အတွက်ကြောင့်ပြင်သစ်တို့ကအင်အားသုံးပြီးတော့အာဏာပြန်လည်ရယူဖို့အတွက်ကြိုးစားခဲ့တယ်။အဲဒါကြောင့်မို့ဘီယန်မင်းတို့နဲ့ပြင်သစ်တို့အပြိုင်ဆိုင်စစ်ပွဲဖြစ်ပွားခဲ့ပြီ1948ခုနှစ်မှာအဲ့လိုနဲ့ပြင်သစ်ကဗီယက်နမ်ကိုပြင်သစ်ဩဇာခံလွတ်လပ်သောနိုင်ငံ semi independent state အဖြစ်နဲ့တည်ထောင်ပေးခဲ့တယ်။ဒါကတော့ပြင်သစ်တွေထိန်းချုပ်ထားနိုင်ခဲ့တဲ့ဗတ်ချံကိုပေါ့။ဗီယက်မင်းကအဲ့ဒီအချိန်မှာတိုက်ပွဲဖြစ်နေတာဖြစ်တဲ့ကြောင့်ဗီယက်မင်းကတရုတ်ရဲ့စစ်ရေးအကူအညီနဲ့ပြင်သစ်ကို9 နှစ်ကြာခုခံတိုက်ခိုက်ခဲ့တယ်။နောက်ဆုံးမှာတော့1954ခုနှစ်မေလ9 ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ဒိန်ပင်ဘူးတိုက်ပွဲမှာဗီယက်မင်းတို့အောင်ပွဲခံခဲ့ပြီး1954ခုနှစ်ဂျီနီဗာသဘောတူညီချက်နဲ့စစ်ပွဲကိုအဆုံးသတ်ခဲ့ကြတယ်။အောက်ကပုံကတော့ဒါကတော့သူတို့ရဲ့လွတ်လပ်ရေးဒိန်ပင်ဘူးတိုက်ပွဲကနေပြီးတော့လွတ်လပ်ရေးရခဲ့တဲ့ပုံကိုပကြီးတရုပ်ဖော်ပြထားတဲ့ပုံဖြစ်ပြီးတော့ဒီဘက်ကပုံကတော့တကယ်လက်တွေ့မှာအခုလက်ရှိရှိနေတဲ့ဒိန်ပင်ဘူးဒေသရဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာပေါ့အဲ့လိုနဲ့ဗီယက်နမ်နိုင်ငံကိုဂျီနီဗာသဘောတူညီချက်အရ18 ဒီဂရီမြင်းပြိုင်18 ဒီဂရီမြောက်လက်တီကျူရဲ့မြောက်ပိုင်းကိုမြောက်ဗီယက်နမ်တောင်ပိုင်းကိုတောင်ဗီယက်နမ်အဖြစ်နဲ့ယာယီပိုင်းခြားပြီးတော့သတ်မှတ်ခဲ့ပါတယ်မြောက်ပိုင်းရဲ့မြို့တော်ကိုဟန်နွိုင်းဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံမြောက်ဗီယက်နမ်လို့ထူထောင်ခဲ့ကြတယ်တောင်ပိုင်းရဲ့မြို့တော်ဆိုင်ဂုံကိုဗဟိုပြုပြီးတော့ဗီယက်နမ်သမ္မတနိုင်ငံတောင်ဗီယက်နမ်ကိုထူထောင်ခဲ့ကြတယ်။ယာယီပိုင်းခြားထားပေမဲ့လည်းနိုင်ငံကြီးနှစ်ပိုင်းကွဲသွားတယ်လို့ဆိုရမှာပါ။ဒါပေမဲ့လည်းဗီယက်နမ်ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ကိုဖော်ဆောင်ပေးခဲ့ပေမဲ့လည်းဆိုင်ဂုံအစိုးရကဂျီနီဗာသဘောတူညီချက်ကိုမလိုက်နာနိုင်ကြောင်းရင်းဆိုခဲ့တာဖြစ်တဲ့အတွက်ကြောင့်တောင်ဗီယက်နမ်နဲ့မြောက်ဗီယက်နမ်ဆက်ဆံရေးကပိုပြီးတင်းမာလာခဲ့တာတွေ့ရပါလိမ့်မယ်။ဒါကတော့ပုံလေးဖြစ်ပါတယ်18 ဒီဂရီပါရာလယ်မြင်းပြိုင်ပေါ့ဒီမြင်းပြိုင်ရဲ့မြောက်လက်တီကျူရဲ့မြောက်ဘက်ကိုမြောက်ဗီယက်နမ်ကတော့ Democratic Republic of Vietnam ပေါ့ဖြစ်ပိုင်းခြားပြီးတော့ Democratic ပြည်သူ့သမ္မတနိုင်ငံပေါ့ဗီယက်နမ်ပိုင်းပြီးတော့ဒီဘက်ခြမ်း18 ဒီဂရီရဲ့တောင်ပိုင်းကိုတောင်ဗီယက်နမ်ဆိုပြီးပိုင်းနေမြောက်ဗီယက်နမ်ရဲ့မြို့တော်ကဟန်နွိုင်းဖြစ်ပြီးတော့တောင်ဗီယက်နမ်ရဲ့မြို့တော်ကဆိုင်ဂုံဖြစ်တယ်။နောက်ဆုံးမှာပြင်လည်ပေါင်းစည်းရေးလုပ်မှုတဲ့အခါမှာတော့ဆိုင်ဂုံအစိုးရကဒီဂျီနီဗာသဘောတူညီချက်ကိုလက်မခံဘူးဆန့်ကျင်တာတွေလုပ်လာတယ်။အဲဒါကြောင့်မို့မြောက်ဗီယက်နမ်တောင်ဗီယက်နမ်တို့အခြေအနေတင်းမာလာခဲ့တယ်။အဲ့လိုနဲ့အခြေအနေတင်းမာမှုတွေဖြစ်လာတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ကတော့တိုက်ပွဲတွေဖြစ်ပွားလာခဲ့ပါတယ်။တောင်ဗီယက်နမ်နဲ့မြောက်ဗီယက်နမ်ပဋိပက္ခမှာမြောက်ဗီယက်နမ်ဘက်ကနေပြီးတော့တနည်းအားဖြင့်ပြောလို့ရှိရင်တော့ကွန်မြူနစ်အုပ်စုပေါ့ဆိုဗီယက်ကွန်မြူနစ်တွေအဲ့မှာတရုတ်နိုင်ငံနဲ့ဆိုဗီယက်ရုရှားနိုင်ငံတို့က၎င်းတောင်ဗီယက်နမ်ဘက်မှာဆိုရင်တော့ဆိုင်ဂုံအစိုးရဘက်မှာဆိုရင်အမေရိကန်တွေ၎င်းအကူအညီပေးပြီးတော့စစ်ရေးဖြစ်ဆွတ်ဖက်လာတယ်။ဒါကြောင့်ပြည်တွင်းပဋိပက္ခကပိုပြီးတော့ပြင်းထန်လာတာကိုတွေ့ရပါလိမ့်မယ်။မြောက်ဗီယက်နမ်ပြည်သူ့တပ်မတော်သည်1956ခုနှစ်မှာတော့ဗီယန်ကောင်အမျိုးသားလွတ်မြောက်ရေးတပ်ဦးနဲ့လက်တွဲပြီးတော့တောင်ဗီယက်နမ်နဲ့အမေရိကန်တပ်များကိုတိုက်ထုတ်ခဲ့ပါတယ်။1960ပြည့်နှစ်ပြည့်လွန်နှစ်များမှာတော့ဗီယန်ကောင်တို့ကတောင်ဗီယက်နမ်ကိုထိန်းချုပ်သွားနိုင်ခဲ့ပါပြီ။1964ခုနှစ်ဩဂုတ်လ9 ရက်နေ့၌ဗီယက်နမ်အားအမေရိကန်တို့ကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းစစ်ပွဲမှာဗီယက်မင်းတို့ကလည်းအောင်မြင်မှုများရရှိခဲ့ပါတယ်။အဲ့လိုနဲ့အမေရိကန်အစိုးရကဗီယက်နမ်ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်ဆိုပြီးတော့ပါရီညီလာခံကို1983ခုနှစ်မှာကျင်းပခဲ့ပါတယ်။အဲ့လိုနဲ့ပါရီညီလာခံရဲ့ဆုံးဖြတ်ချက်အရဗီယက်နမ်နယ်မြေမှာနိုင်ငံခြားတပ်များအားပြန်လည်ဆုတ်ခွာပေးရန်သဘောတူခဲ့ပါတယ်။တနည်းအားဖြင့်ပြောလို့ရှိရင်တော့အမေရိကန်ကသူတို့ရဲ့တပ်တွေကိုပြန်ပြီးတော့ဆုတ်ခိုင်းတဲ့သဘောဖြစ်ပါတယ်။အဲ့လိုနဲ့မြောက်ဗီယက်နမ်ဟိုချီမင်းခေါင်းဆောင်တဲ့မြောက်ဗီယက်နမ်ဗီယန်ကောင်တွေကပို့ပြီးတော့ကြီးထွားလာခဲ့တာပေါ့အဲဒါကြောင့်မို့နိုင်ငံခြားလက်နက်ကိုင်တပ်တွေကလည်းဗီယက်နမ်ကနေပြီးတော့ဆုတ်ခွာခဲ့ပြီး1985ခုနှစ်မှာမတ်လ9ရက်နေ့မှာတောင်ဗီယက်နမ်ဗီယက်မင်းတို့ကဆက်လက်တိုက်ခိုက်ခဲ့ပြီးတော့တောင်ဗီယက်နမ်ကြီးဧပြီလ30ရက်နေ့မှာတော့လက်နက်ချခဲ့ကြတယ်
အဲ့လိုနဲ့ပဲ1986ခုနှစ်ဇူလိုင်လ2ရက်နေ့မှာတောင်နဲ့မြောက်နိုင်ငံပေါင်းစည်းပြီးတော့ Vietnam Socialist သမ္မတနိုင်ငံ Socialist Republic of Vietnam အဖြစ်တည်ထောင်ပြီးတော့1989ခုနှစ်မှာတော့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါတယ်ဒါကတော့ဗီယက်နမ်နိုင်ငံအနှံ့သူတို့ရဲ့နိုင်ငံစီးတစိမ့်တုံးဗီယက်နမ်နိုင်ငံရဲ့မြေပုံဒါကတော့ဟိုချီမင်းပုံဖြစ်ပါတယ်ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်အခုရှင်းပြပြောပြသွားတဲ့ကမ္ဘာသမိုင်းနှစ်ပုဒ်ကိုနောက်တစ်ခေါက်ပြန်ဖတ်ပြပေးမှာဖြစ်ပါတယ်ယူဒီဇိုင်းအာယုံစိုက်ပြီးနားထောင်ပြီးစီလိုပါတယ်ထို့သို့နားထောင်ခြင်းဖြင့်စာကျင့်မှတ်ရမှာအထောက်အကူပြုနိုင်ပါလိမ့်မယ်ပထဝီအနေထားနှင့်သမိုင်းနောက်ခံရှေ့တောင်အာရှသောအမည်သည်ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းတွင်ထင်ရှားလာခဲ့သည်ရှေ့တောင်အာရှကိုကုန်းတွင်းပိုင်းအရှေ့တောင်အာရှနှင့်ကျွန်းစုပိုင်းအရှေ့တောင်အာရှဟူ၍ခွဲခြားနိုင်သည်ကုန်းတွင်းပိုင်းအရှေ့တောင်အာရှတွင်မြန်မာထိုင်းလာအိုကမ္ဘောဒီးယားနှင့်ဗီယက်နမ်နိုင်ငံများတည်ရှိ၍ကျွန်းစုပိုင်းဒေသတွင်အင်ဒိုနီးရှားမလေးရှားဖိလစ်ပိုင်ဘရူနိုင်းဒါရုစလမ်စင်ကာပူနှင့်တီမောလက်စတေနိုင်ငံများတည်ရှိသည်အရှေ့တောင်အာရှကျွန်းစုများသည်အိန္ဒိယသမုဒ္ဒရာနှင့်ပစိဖိတ်သမုဒ္ဒရာအကြားဝင်ထွက်ရာရေလမ်းကြောင်းနေရာဖြစ်သည်ထိုင်းနိုင်ငံမှအပအရှေ့တောင်အာရှနိုင်ငံများသည်ကိုလိုနီလက်အောက်ခံနိုင်ငံများဘဝသို့ကျရောက်ခဲ့ကြသည်မြန်မာမလေးရှားစင်ကာပူဘရူနိုင်းတို့သည်အင်္ဂလိပ်လက်အောက်သို့၎င်းအင်ဒိုချိုင်းနာလာအိုကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့သည်ပြင်သစ်လက်အောက်သို့၎င်းအင်ဒိုနီးရှားသည်ဒတ်ရှ်နယ်သာလန်လက်အောက်သို့၎င်းဖိလစ်ပိုင်သည်စပိန်နှင့်အမေရိကန်လက်အောက်သို့၎င်းကျရောက်ခဲ့ကြသည်အနောက်နိုင်ငံများ၏နိုင်ငံရေးအယူအဆအုပ်ချုပ်ရေးပုံစံကုန်သွယ်စီးပွားရေးစနစ်ခရစ်ယာန်ဘာသာပြန့်ပွားလာခြင်းနိုင်ငံသားများစွာဝင်ရောက်အခြေချနေထိုင်လာခြင်းနှင့်အနောက်တိုင်းပညာရေးစနစ်ရောက်ရှိလာခြင်းတို့ကြောင့်အရှေ့တောင်အာရှ၏အခြေအနေအရပ်ရပ်ကိုပြောင်းလဲမှုဖြစ်ပေါ်စေခဲ့ပါသည်အနောက်တိုင်းပညာရေးစနစ်သည်အရှေ့တောင်အာရှဒေသတွင်နိုင်ငံများ၏အမျိုးသားရေးဝါဒကိုနှိုးကြားစေခဲ့သည်ဒုတိယကမ္ဘာစစ်အတွင်းဂျပန်တပ်များ၏တိုက်ခိုက်မှုကြောင့်ပြင်သစ်ကိုလိုနီဖြစ်သည့်အင်ဒိုချိုင်းနာဒေသကိုပြင်သစ်တို့လက်လွတ်ခဲ့ရသည်အလားတူအင်္ဂလိပ်ကိုလိုနီဖြစ်သည့်မြန်မာနှင့်မလေးရှားဒတ်ရှ်ကိုလိုနီဖြစ်သည့်အင်ဒိုနီးရှားနှင့်အမေရိကန်ကိုလိုနီဖြစ်သည့်ဖိလစ်ပိုင်တို့ကိုဂျပန်တို့ကသိမ်းပိုက်နိုင်ခဲ့သည်1943ခုနှစ်တွင်ဂျပန်တို့သည်ဖိလစ်ပိုင်နှင့်မြန်မာကိုလွတ်လပ်သည့်နိုင်ငံများအဖြစ်ကြေညာပေးခဲ့သော်လည်းဂျပန်ဩဇာခံအစိုးရများအဆင့်သာရှိခဲ့သည်ထို့ကြောင့်ဒုတိယကမ္ဘာစစ်ပြီးကာလကိုလိုနီလက်အောက်ခံနိုင်ငံများတွင်လုံးဝလွတ်လပ်ရေးရရှိရန်အမျိုးသားရေးလှုပ်ရှားမှုများပြင်းထန်လာခဲ့သည်အင်ဒိုချိုင်းနာဒေသဗီယက်နမ်အင်ဒိုချိုင်းနာဒေသသည်ဒုတိယကမ္ဘာစစ်မတိုင်မီကပြင်သစ်ကိုလိုနီဖြစ်ခဲ့ပြီးစစ်အတွင်းဂျပန်တို့ကသိမ်းပိုက်လိုက်သဖြင့်ဂျပန်အုပ်ချုပ်မှုအောက်သို့ရောက်ရှိခဲ့သည်သို့သောစစ်အပြီးဂျပန်တို့စစ်ရှုံး၍ပြင်သစ်တို့ကအင်ဒိုချိုင်းနာကိုကိုလိုနီပြုရန်ပြန်လည်ဝင်ရောက်လာခဲ့သည်ထို့ကြောင့်အင်ဒိုချိုင်းနာတွင်လွတ်လပ်ရေးအတွက်ဆက်လက်ကြိုးပမ်းလာကြသည်ဒုတိယကမ္ဘာစစ်ပြီးချိန်တွင်ဗီယက်မင်းခေါ်ဗီယက်နမ်လွတ်လပ်ရေးအဖွဲ့ချုပ်အင်အားစုသည်ဗီယက်နမ်၏မြောက်ပိုင်းနှင့်အလယ်ပိုင်းဒေသများကိုထိန်းချုပ်ထားနိုင်ခဲ့သော်လည်းဗီယက်နမ်တောင်ပိုင်းတွင်ထိန်းချုပ်နိုင်မှုအားနည်းခဲ့သည်ဗီယက်မင်းခေါင်းဆောင်ဟိုချီမင်းသည်ဗီယက်နမ်လွတ်လပ်ရေးကိုကြေညာ၍သမ္မတအဖြစ်ဦးဆောင်ပြီးဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံကိုတည်ထောင်ခဲ့သည်ဗီယက်မင်းတို့သည်ပထမအကြိမ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲကို1946ခုနှစ်တွင်ကျင်းပ၍အခြေခံဥပဒေမူကြမ်းကိုရေးဆွဲခဲ့သည်သို့သောပြင်သစ်တို့ကအင်အားသုံး၍အာဏာပြန်လည်ရရှိရန်ကြိုးစားခဲ့သဖြင့်1949ခုနှစ်တွင်ဗီယက်မင်းနှင့်ပြင်သစ်တို့ကြားစစ်ပွဲစတင်ဖြစ်ပွားခဲ့သည်ပြင်သစ်တို့ကဗီယက်နမ်ကိုပြင်သစ်ဩဇာခံလွတ်လပ်သောနိုင်ငံအဖြစ်တည်ထောင်ပေးခဲ့သည်ဗီယက်မင်းတို့ကတရုတ်၏စစ်ရေးအကူအညီဖြင့်ပြင်သစ်ကို9နှစ်ကြာခုခံတိုက်ခိုက်ခဲ့သည်1954ခုနှစ်မေလ9ရက်နေ့တွင်ဖြစ်ပွားခဲ့သောဒင်းပင်ဖူးတိုက်ပွဲ၌ဗီယက်မင်းတို့အောင်ပွဲခံခဲ့ပြီး1954ခုနှစ်ဂျီနီဗာသဘောတူညီချက်ဖြင့်စစ်ပွဲကိုအဆုံးသတ်ခဲ့သည်
ဗီယက်နမ်နိုင်ငံအားဂျီနီဗာသဘောတူညီချက်အရ18 ဒီဂရီမြင်းပြိုင်18 ဒီဂရီမြောက်လက်တီကျူ၏မြောက်ပိုင်းကိုမြောက်ဗီယက်နမ်တောင်ပိုင်းကိုတောင်ဗီယက်နမ်အဖြစ်ယာယီပိုင်းခြားသတ်မှတ်ခဲ့သည်မြောက်ပိုင်း၏မြို့တော်ဟန်နွိုင်းတွင်ဗီယက်နမ်ဒီမိုကရက်တစ်သမ္မတနိုင်ငံမြောက်ဗီယက်နမ်ကိုတည်ထောင်ခဲ့သည်တောင်ပိုင်း၏မြို့တော်ဆိုင်ဂုံကိုဗဟိုပြု၍ဗီယက်နမ်သမ္မတနိုင်ငံတောင်ဗီယက်နမ်ကိုတည်ထောင်ခဲ့သည်ဗီယက်နမ်ပြန်လည်ပေါင်းစည်းရေးကိုဖော်ဆောင်ပေးခဲ့သော်လည်းဆိုင်ဂုံအစိုးရကဂျီနီဗာသဘောတူညီချက်အားမလိုက်နာနိုင်ကြောင်းငြင်းဆိုခဲ့သဖြင့်တောင်ဗီယက်နမ်နှင့်မြောက်ဗီယက်နမ်ဆက်ဆံရေးတင်းမာလာခဲ့တယ်။တောင်ဗီယက်နမ်နှင့်မြောက်ဗီယက်နမ်ပဋိပက္ခတွင်မြောက်ဗီယက်နမ်ဘက်မှတရုတ်နိုင်ငံနှင့်ဆိုဗီယက်ရုရှားနိုင်ငံတို့သည်၎င်းတောင်ဗီယက်နမ်ဆိုင်ဂုံအစိုးရဘက်မှအမေရိကန်သည်၎င်းအကူအညီများပေး၍စစ်ရေးဆွတ်ဖက်လာသဖြင့်ဗီယက်နမ်၏ပြည်တွင်းပဋိပက္ခပိုမိုပြင်းထန်လာစေခဲ့သည်ဗီယက်နမ်ပြည်သူ့တပ်မတော်သည်1956ခုနှစ်တွင်ဗီယန်ကောင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦးနှင့်လက်တွဲ၍တောင်ဗီယက်နမ်နှင့်အမေရိကန်တပ်ဖွဲ့များကိုတိုက်ခိုက်ခဲ့သည်1960ပြည့်လွန်နှစ်များတွင်ဗီယန်ကောင်းတို့ကတောင်ဗီယက်နမ်ကိုထိန်းချုပ်နိုင်ခဲ့သည်1964ခုနှစ်ဩဂုတ်လ9 ရက်နေ့မှစ၍ဗီယက်နမ်အားအမေရိကန်တို့ကဗုံးကျဲတိုက်ခိုက်ခဲ့ကြသည်သို့သော်စစ်ပွဲတွင်ဗီယက်မင်းတို့အောင်မြင်မှုများရရှိခဲ့သည်အမေရိကန်အစိုးရသည်ဗီယက်နမ်ငြိမ်းချမ်းရေးတည်ဆောက်ရန်ပါရီညီလာခံကို1983ခုနှစ်တွင်ကျင်းပခဲ့သည်ပါရီညီလာခံ၏ဆုံးဖြတ်ချက်အရဗီယက်နမ်နယ်မြေမှနိုင်ငံခြားတပ်များအားပြန်လည်ဆုတ်ခွာပေးရန်သဘောတူခဲ့သည်နိုင်ငံခြားလက်နက်ကိုင်တပ်များကဗီယက်နမ်မှဆုတ်ခွာခဲ့သော်လည်း1985ခုနှစ်မတ်လ9 ရက်နေ့တွင်တောင်ဗီယက်နမ်အားဗီယက်မင်းတို့ကဆက်လက်တိုက်ခိုက်ခဲ့ရာတောင်ဗီယက်နမ်သည်ဧပြီလ30 ရက်နေ့တွင်လက်နက်ချခဲ့သည်1986ခုနှစ်ဇူလိုင်လ2 ရက်နေ့တွင်တောင်မြောက်နှစ်နိုင်ငံပေါင်းစည်း၍ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအဖြစ်တည်ထောင်ခဲ့ပြီး1989ခုနှစ်တွင်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်အခုနှစ်ပုဒ်လုံးဖတ်လို့ပြီးသွားပါပြီဒီဗီဒီယိုကိုထပ်ခါကြည့်ခြင်းဖြင့်စာကြက်မှတ်ရမှာထောက်ကိုပြုနိုင်မှာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျန်တဲ့အပိုင်းတွေကိုတော့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့လေ့လာသွားအောင်မှာဖြစ်ပါတယ်